မင်းအချိန်တွင်အလဟတ်သက်ဖြုံးနေတဲ့အချိန်မှာတစ်ဖက်မှာမင်းရဲ့မိဘတွေကပိုးပြီးပင်ပန်းနေရတယ်ဆိုတာရောတွေးမိရဲ့လားတကယ်တော့ငါတို့အချိန်ဖြုံးလိုက်တဲ့အချိန်ဆိုတာအလကားရတာမဟုတ်ဘူးနော်အဲ့ဒီအချိန်တွေကငါတို့ရဲ့မိဘတွေရဲ့အိုမင်းသွားတဲ့တက်တန်းတွေသူတို့ရဲ့ရုန်းကန်ရတဲ့ရွှေဆက်တွေနဲ့ဝယ်ထားရတာပါငါတို့ကတော့ခဏလေးပါပဲဆိုပြီးပေါ့ပေါ့ပပတွေးရှင်တွေးမယ်ဒါပေမဲ့အဲ့ဒီခဏလေးဆိုတဲ့သူတို့အတွက်ကတော့ပို့ပြီးတော့အလုပ်လုပ်ရတဲ့နာရီပေါင်းများစွာဖြစ်သွားနိုင်တယ်။ဒါကြောင့်ကိုပြန်မေးကြည့်ပါ။ငါအခုလုပ်နေတဲ့အရာကငါဘဝအတွက်ရောငါ့ကိုမျှော်လင့်ချက်အပြည့်နဲ့စောင့်ကြည့်နေတဲ့မိဘတွေအတွက်ရောတန်ရဲ့လားလို့အချိန်ကိုတန်ဖိုးထားတယ်ဆိုတာတကယ်တော့မိဘရဲ့ပင်ပန်းမှုကိုတန်ဖိုးထားတာနဲ့အတူတူပါပဲ။မင်းရဲ့အောင်မြင်မှုနောက်ကျလေးသူတို့ရဲ့အနားယူရမယ့်အချိန်တွေကပို့ပြီးတော့ဝေးလေးပဲ။ဒါကြောင့်အချိန်ကိုအတိတ်ပဲရှိသုံးပါမင်းရဲ့ကြိုးစားမှုကသူတို့ရဲ့ပင်ပန်းမှုတွေကိုအဆုံးသတ်ပေးနိုင်ပါစေမိတ်ဆွေတို့ကဘာပြည့်ရင်တော့ကြံရင်နေမယ်သူများနံပါတ်1လောကဓာတ်နဲ့မိသားစုရဲ့အတိတ်ပဲလူတစ်ယောက်ရဲ့ဘဝမှာအောင်မြင်မှုတွေရှိနေတဲ့အချိန်ငွေကြေးတွေပြည့်စုံနေတဲ့အချိန်တော့အနားမှာဝိုင်းဝိုင်းလဲနေတဲ့မိတ်ဆွေတွေတငယ်ချင်းအပေါင်းအသင်းတွေအများကြီးရှိနေပါလိမ့်မယ်ဒါပေမဲ့ဒီနေ့မှာမုန်တိုင်းတစ်ခုလောက်တိုက်သွားရင်ကို့မှာဘာမှမရှိတော့တဲ့အခါအားလုံးကကြောခိုင်းသွားတဲ့အခါမျိုးမှာသင်ဘယ်ဘက်ကိုလှည့်ကြည့်မိမှာလဲအဲ့ဒီအချိန်မှာကျွန်တော်တို့အားလုံးရဲ့နောက်ဆုံးနားကိုရာကတော့မိသားစုပါပဲမိသားစုဆိုတာတခြားသူတွေအတွက်တော့တာမန်လူစုလေးဖြစ်ရှင်ဖြစ်မယ်ဒါပေမဲ့ကို့အတွက်တော့လောကကြီးကဘလောက်ပဲပူလောင်နေပါစေအေးမြတဲ့အရေးတစ်ခုကိုအမြဲပေးစွမ်းနိုင်တဲ့နေရာတစ်ခုပါနံပါတ်2မောင်နှမဆိုသည့်တွေ့တာရင်ရှာမောင်နှမချင်းရဲ့ကြားမှာစိတ်ဆိုးတာရန်ဖြစ်တာအမြင်မတူတာတွေရှိကောင်းရှိလိမ့်မယ်ဒါဟာတဘာဝပါဒါပေမဲ့အပြင်ကမုံတိုင်းကကိုယ့်ရဲ့မောင်နှမကိုလာရိုက်ခတ်တဲ့အခါမှာတော့ဘယ်မောင်နှမကမှလက်ပိုက်ကြည့်မနေနိုင်ကြပါဘူးတွေးကရေထက်ပိုခဲတယ်ဆိုတဲ့စကားအတိုင်းပါပဲကိုယ့်ရဲ့မောင်နှမအခက်ခဲဖြစ်ရင်ကိုယ်ပဲကူညီရမှာပါတယောက်ကိုတယောက်ရှစ်ခင်ကြပါဖေးမကြပါလောကကြီးမှာကိုယ်နဲ့ရုပ်ရှင်ဆင်ဇယိုက်ရှင်းတူပြီးတူတဲ့ထင်ဆင်းလာတဲ့သူဆိုလို့ဒီမောင်နှမတွေပဲရှိတာပါမောင်နှမချင်းစီးလုံးနေရင်အဲ့ဒီမိသားစုဟာဘယ်တော့မှလည်းပြိုလဲမှလည်းမဟုတ်ပါဘူးနံပါတ်3မိဘဟူသည့်အစားထိုးမရတော့တမို့ကျွန်တော်တို့ဘဝမှာအောင်မြင်မှုတွေလိုက်ရှာနေရင်မေ့လျော့နေတတ်တာကတော့ကျွန်တော်တို့ကြီးပြင်းလာတာနဲ့အမျှမိဘတွေကအိုမင်းလာတာပါပဲသူတို့ကကျွန်တော်တို့ရဲ့အမားတွေကိုခွင့်လွှတ်ပေးဖို့အမြဲအသင့်ရှိနေတဲ့သူတွေကျွန်တော်တို့ဗိုက်စာမကိုကိုယ့်ထပ်ပိုးပြီးစိုးရိမ်ပေးနေတဲ့သူတွေပါအပြင်မှာဘလောက်ပဲလူရဝင်မိဘရှေ့ကိုရောက်ရင်ကျွန်တော်တို့ကကလေးပါပဲမိဘကိုတန်ဖိုးထားပါသူတို့ရှိနေတော့မှဂယူစိုက်ပါအဖေအမေလို့ခေါ်ခွင့်ရနေတာဟာဘဝရဲ့အကြီးမားဆုံးသောစုလက်တစ်ခုကိုဘယ်တော့မှမမေ့ပါနဲ့နံပါတ်4နောက်ဆုံးခန္ဓာဘဝမှာဘာမှမရှိတော့တဲ့တနေ့ရောက်လာရင်တော့မိသားစုကတော့တင့်ကိုလက်ကမ်းကြိုးနေအောင်ပါပါသူတို့ကတင့်အောင်မြတ်မှရှစ်တာမဟုတ်ဘူးတင့်ဘလို့လူပဲဖြစ်ဖြစ်ရှစ်နေကြမယ်သူတွေပါဒါကြောင့်တင့်ရဲ့အရှိန်တွေကိုအပြင်လောကထဲမှာပဲအရှိန်ကုန်မခံပါနဲ့မိသားစုကိုအရှိန်ပေးပါအပြင်မှာဘလောက်ပဲမုန်တိုင်းထမ်းနေပါစေမိသားစုဆိုတဲ့ခန္ဓာကြီးခိုင်မြဲနေသေးတော့တင့်ဟာဘယ်တော့မှရှုံးနိုင်မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့မိသားစုဟာတင့်ရဲ့အနားမှာနောက်ဆုံးထွက်တဲ့အထိအနားမှာရှိနေမဲ့တခုပြီးတော့အမှန်တရားဖြစ်နေလို့ပါပဲကျွန်တော်ကတော့ဝူဖြိုးအောင်ဖြစ်ပါတယ်